ဒါလေးကဖြည့်ပေးရမှာဗျဟုတ်တယ်ခွေးကြိုက်ခံပြီးတော့2လကြာလဲဖြစ်နိုင်တယ်ပြန်ဖြစ်နိုင်သေးတယ်သူ့ရဲ့ incubation period လို့ခေါ်တာပေါ့နော် virus ရဲ့သဘောကသူက6လလောက်ထိကိုပြန်ဖြစ်နိုင်တယ်အတိကကွာအပေါ်ပိုင်းကြိုက်ခံရင်တေချာပေါက်ထိုးကိုထိုးရမယ်ခွေးကိုကျွန်တော်က10ရက်2ပတ်လောက်စောင့်ကြည့်လိုက်တချို့အမှားတဲ့အမျိုးအစားလေးတွေပေါ့နော်ကျွန်တော်ဗမာလူမျိုးတွေမှားတာခွေးကြိုက်ခံလမ်းမေးခွေတပ်လိုက်တယ်အမှန်မတက်ရဘူးခွေးရကွာတားကြလို့ပေါ့နော်သူကကလေးစိတ်နဲ့ကြိုက်တာပေါ့မယူဆိုရင်10ရက်ကျော်သွားစိတ်ချရတယ်ဒါပေမဲ့လည်းဘာပဲခွေးပြန်ကောက်ဝယ်ထိုးထားတဲ့နေ really percent 2မျိုးရှိတယ်ကြိုတင်ကောက်ဝယ်တယ်ကျွန်တော်ဆိုထိုးထားတယ်ကျွန်တော်ကြိုတင်ကောက်ဝယ်ထိုးထားတယ်အဲ့ဒါ9နှစ်ထိခံတယ်တချို့က9နှစ်ထိပဲတော့1နှစ်နေကျွန်တော် booster ပြန်ထိုးတယ်ဒါပေမဲ့9နှစ်ထိလောက်ထိစိတ်ချတယ်အဲ့ကြောင့်လည်းကျွန်တော်ဆိုင်ငယ်စီးနေလူကွာဆိုင်ငယ်စီးနေလူဆိုတော့ကျွန်တော်ကကြိုတင်ကောက်ဝယ်ထားတာကျွန်တော်ကတော့ကြိုတင်ကောက်ဝယ်လေးဟာတည်းအကုန်ကာထားတယ်ဘယ်လိုပြောမလို့ကွာငိမ့်စင်ကြုံတွေ့နေရတယ်မှာအဲ့ခွေးပြန်လည်းပြဿနာရှိတယ်ခွေးယူတာတော့မဟုတ်ဘူးဒါပေမဲ့ခွေးကြိုက်တယ်ဆိုတာစေကမ်းမှာမရှိပါဘူးဆို2ရက်ချ3ရက်ချတစ်ခါလောက်ကလာနေတာပဲလीနော်စေကမ်းတိုင်းနဲ့ကြုံနေတာဆိုတော့ဒါပြောမှဖြစ်မယ်ခွေးကြိုက်ခင်ရရင်အပေါ်ပိုင်းကြိုက်ရင်ပို့ဆိုတယ်သူကအုံနောက်ထဲကိုရောက်မှာဆိုလို့အဲ့လိုပဲမှတ်ထားလိုက်အောက်ပိုင်းဆိုအဲ့လိုမဆိုဘူးသူကဒါ2လဆိုတာတကယ်က6လထိကစိတ်မချရအောင်အဲ့ဘာပြောခွေးကြိုက်ရင်တော့ကာဝယ်ဆေးထိုးပါခွေးပြန်ကာဝယ်ဆေးထိုးပုံမှန်မိခိုင်ဆေးလည်းထိုးရတယ်ပြီးရင်အဲ့ခွေးကို10ရက်ဆောင်ကြည့်ခွေးကအခြေအနေမမှန်ဘူးပေါ့နော်မမှန်ဘူးအမိတွေကုတ်တယ်တရေတွေကြတယ်အာယုံစဉ်းစားမှုမရှိဘူးအပေါ်မမော့ဘူးပေါ့နော်နေအောင်ကြီးကိုမကြည့်ဘူးမျက်လုံးကအောက်ဆိုင်ပြီးတော့အဲ့လိုရှောက်သွားနေရှောက်ကြိုက်နေတယ်ဆိုရင်တော့တစ်ခေါက်ကကျွန်တော်ရဲ့ခွေးယူနဲ့ကျွန်တော်ဘီယာဆိုင်ထိုင်တော့နေရန်ကုန်မှာခွေးယူ2ယောက်လောက်ကြိုက်ပြီးထွက်ပြေးတဲ့အချိန်မှာကိုနာလေးမှာကျွန်တော်ဇပွဲခုံထွက်ပြေးတာထားပြေးတာအဲ့ကောင်အပေါ်မကြည့်လို့ကျွန်တော်ကိုထိအဖိုးဖြူကြီးနဲ့ထိုင်တော့နေအဲ့တူဝနာမှာထိုင်တော့နေနေအဲ့ဝေချနာနားလေးမှာမဟုတ်ဘူး4000ကန်နားလေးကဆိုင်မှာအဲ့တော့မှတ်မဲ့ရလွန်ခဲ့10နှစ်ကနေမှာပေါ့ကာခွေးအော်ကြတာအဲ့မှာထပ်ပြေးတာကိုကြီးနားရောက်ချလာတာအဲ့တော့ကျွန်တော်အကုန်ထားပြေးလို့ပြေးရင်ကြိုက်ပါလေအပေါ်တက်ပြေးတာအပေါ်တက်ဆိုခွာပေါ်ခိုင်ကုန်နေပေါ်ဇပွဲပုံတို့တက်ပြေးတာအခုနားလေးမှာဖြတ်သွားဘူးတဲ့ဒါကျွန်တော်ရဲ့တွေ့ကြုံပါပြီးတော့ကျွန်တော်ဆိုင်ရစီနဲ့လှမ်းဟတ်တက်တယ်လေအဲ့တော့ကျွန်တော်ကြိုတင်ကာဝယ်ဆေးရှိတယ်ဖြစ်သွားရင်ခွေးယူလို့ suspect ရှိတယ်ဆိုရင်အရင်တော့ချက်ပတ်လက်ထိုးတာပေါ့နော်ခုကျအနာကိုပတ်လက်ထိုးတာရှိတယ် immunoglobulin ဆိုတာရှိတယ်အကောင်တော့ဆေးကြီးတယ်အရင်တော့ဆေးရုံတွေမှာတော့ရှိတယ်ပြောတယ်ပေါ့နော်ခုတော့သိချာမသိဘူးအချိန်ကြီးကတော့ကျွန်တော်နားမလည်ဘူးဒါပေမဲ့သိချာတာတော့ကောက်ပြမဝယ်ထိုးလို့ရတယ်2မျိုးရှိတယ်ပေါ့နော်ကြိုတင်ကာဝယ်တဲ့လေးရှိတယ်ကြိုတင်ကာဝယ်တာ0721ထိုးတယ်ပထမဆုံးစဖြစ်ချင်းမှာနှလုံးထိုးရတယ်အသားစီးပေါ့နော်နှလုံးထိုးတယ်9ရက်ပြည့်မှာတစ်လုံးထိုးတယ်21ရက်မှာတစ်လုံးထိုးတယ်0721 4လုံးထိုးရတယ်ကျွန်တော်4လုံးထိုးပြီးသွားပြီကျွန်တော်ကြိုတင်ကာဝယ်ထားတယ်ဒါပေမဲ့ခုနကပြောကြိုက်သွားတယ်ဆိုတကယ်တမ်း suspect လို့ယူလို့ရှင်နေဆိုအနာကိုတိချရေးစေးဒီကဒဇွေးပေါ့ကွာခွေးရွက်ဒဇွေးကြမှာကြောက်ရတယ်ရေးမိတိချလောင်းရတယ်ပိုက်နဲ့တက်ဝါတာလို့ခေါ်တာပိုက်နဲ့ထိုးချပြီးရင်အဲ့မိခိုင်စလေးထိုးပြီးရင်